အားလုံးပဲမင်္ဂလာပါရှင် Podcast Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြပြပေးမယ့်ပုံမြန်လေးကတော့ယုံလေတတ်တဲ့ကောင်မလေးတစ်ယောက်အကြောင်းပါဒီဇက်လန်းလေးကအေယာဝတီမြစ်ကမ်းဘေးကမြို့လေးတစ်မြို့မှာနေတဲ့မြတ်တန်တာဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်းပါအသက်က28နှစ်ရုပ်ကလေးရတဲ့ချောစကားပြောရင်လည်းအမြဲတမ်းပြုံးပြုံးရှင်ရှင်နဲ့ဆိုတော့သူ့ကိုမြင်တဲ့လူတိုင်းကချစ်ခင်ကြတယ်ဒါပေမဲ့သူ့မှာလူသိများတဲ့အားနည်းချက်တစ်ခုရှိတယ်အဲ့ဒါကတော့အယမ်းကိုပေါ့ဆတာပါပဲနူးညံ့တဲ့နှလုံးသားရှိပြီးသူများပေါ်ဆိုအယံကိုချင်းစာတတ်တာခလေးတယောက်ငိုနေတာတွေ့ရင်တော့ဘာလို့ငိုမှမမေးပဲမုံဖိုးထုတ်ပေးတတ်တဲ့သူမျိုးလေသစိမ်းတယောက်နဲ့တစ်ခေါက်လောက်စကားပြောကြည့်ရုံနဲ့ကိုလျှို့ဝှက်ချက်တွေကိုအကုန်ယုံကြည်ပြီးပြောပြတတ်တယ်လုံရက်တွေထက်စကားလုံးတွေကိုပိုယုံပြီးခိုင်လုံတဲ့တက်တဲ့အထောက်ထားတွေထက်လူတွေပေးတဲ့ဂရိတွေကိုပိုယုံတတ်တယ်သူရဲ့အဲ့ဒီလိုပေါ်ဆမှုမျိုးကအယံကိုအန်ဒီရဲ့များလာပါတယ်မြတ်တန်တာကမုံဆိုးမဖြစ်တဲ့သူ့အမေဒေါခင်လာနဲ့အတူခြေတန်းရှိတက်သားအိမ်လေးမှာနေတယ်။ဒေါခင်လာကတော့ဘဝရဲ့အခက်အခဲပေါင်းစုံကိုကြံ့ခံဖြတ်တန်းလာခဲ့ရတဲ့မိန်းမကြီးပေါ့။လေထဲမှာလည်းအစင်းလုပ်ဖူးတယ်ဈေးထဲမှာလည်းဈေးစစ်ကောင်းတူဖြစ်တယ်လို့ပတ်ဝန်းကျင်ကအသင်းအဖျင်းတွေကိုလည်းလုံးဝကိုဂရုမစိုက်ပဲနေနိုင်သူပါ။ဝါးပန်းထဲမှာပဲရွရင်းနဲ့ဒေါခင်လာကအမြဲပြောလို့ရှိတယ်။သမီးရဲ့မိန်းမတယောက်ရဲ့ဘဝဆိုတာခေါင်းပေါ်CO ကိုရွက်ထားရတယ်လို့ပဲတစ်ချက်လေးချေချော်တာနဲ့အကုန်ဖိတ်ဆင်သွားမှာတဲ့မြတ်တန်တာကတော့အမေကလည်းစိတ်ပူလွန်းပါတယ်လောကကြီးကအမေထင်တယ်လို့လဲအနေရမများပါဘူးဆိုပြီးဟဲရဲကျဲနဲ့ပြန်ပြောသိရှိတယ်ဒီလိုချိန်မျိုးဆိုအမေဖြစ်သူကတပြင်းချရုံကလွယ်ပြီးဘာမှမတတ်နိုင်ခဲ့ပါဘူးတနေ့တော့ရန်ကုန်ကဆိုပြီးစတိုင်ကြအမျိုးသမီးတစ်ယောက်သူတို့မျိုးကိုရောက်လာတယ်ဖုန်ကြီးကျောင်းဓမ္မယုံမှာအမျိုးသမီးတွေကိုစုခေါ်ပြီးငွေနဲ့ရင်းတာနဲ့မကြခင်သုံးဆပြန်ရမယ်ဆိုပြီးပြောတာလေကွန်ရက်တို့ကော်မရှင်တို့လုပ်ငန်းတိုးချဲ့တာတို့ဆိုတဲ့စကားလုံးအကြီးကြီးတွေကိုလည်းတုံးထွားသေးတယ်အသက်ကြီးတဲ့အမျိုးသမီးအများစုကတော့တိတ်မယုံပဲမျက်မှောင်ကျကြတယ်ဒါပေမဲ့မြတ်တန်တာကတော့အမေကိုပင်ပန်းအလုံးမလုံးစေချင်တော့တဲ့စိတ်နဲ့အိမ်ကိုလည်းပြင်ချင်တယ်ဆိုင်ကယ်လေးတစ်စီးလည်းဝယ်ချင်သေးတယ်ပြီးတော့အလှပြင်ပစ္စည်းဆိုင်လေးတစ်ခုပါဖွင့်ဖို့အထီးတောင်စိတ်ကူးရင်နေခဲ့တာအဲ့ဒါကြောင့်ဘယ်သူနဲ့မှလည်းတိုင်ပင်မနေတော့ပဲကနင်းအောက်ကတန်တစ်တာလေးထဲမှာတားအမိနှစ်ယောက်စူဆောင်းဖွက်ထားခဲ့တဲ့ပတ်စံတွေအကုန်လုံးအဲ့ဒီအမျိုးသမီးလက်ထဲထည့်လိုက်ပါလေရောဒီကိစ္စကိုဒေါခင်လာသိသွားတဲ့အခါဒေါရထွက်လွန်းလို့လက်တွေတောင်တုံသွားတယ်တမီးနင်ကဒဇိန်တယောက်ကိုငါတို့စုထားတဲ့ပတ်စံတွေအကုန်ပေးလိုက်တယ်ပေါ့သူကစာရွက်စာတမ်းတွေပြတယ်လေမေရဲ့ပြီးတော့တခြားလူတွေလည်းအများကြီးပါဝင်ကြတာပဲကိုလို့ပြန်ရင်းသေးတယ်ဒါပေမဲ့2လလောက်အကြာမှာတော့အဲ့ဒီတသက်ရက်အမျိုးသမီးဟာအရိပ်အယောင်တော့မကြံတော့ပဲပျောက်သွားပါတော့တယ်ဖုန်းဆက်လို့လည်းမရတော့ဘူးမြို့ထဲမှာငှားထားတဲ့ရုံခန်းလေးကလည်းဟာလာဟင်းလင်းဖြစ်နေပြီလေရွှေလိုတန်ဖိုးရှိတဲ့အခွင့်အရေးဆိုတာမြူခိုးတွေလိုလွင့်စင်ပျောက်ကွယ်သွားပြီးသူတို့ရဲ့အဆူဆောင်းငွေတွေဟာလည်းရေစုံမျောသွားခဲ့ပါပြီရတတပတ်ပေါင်းများစွာကြာတဲ့အထိဒေါခင်လာကသမီးဖြစ်သူကိုတခွန်းမှအပြစ်မတင်ခဲ့ပါဘူးတကယ်တော့အဲ့ဒီတိတ်ဆိတ်ချင်းကအော်ဟစ်ဆဲဆိုတာထက်ပိုနာကျင်စေတာပါပတ်ဝန်းကျင်ကလည်းဒီကောင်မလေးတိတ်ယုံလွယ်တာပဲဘာလို့စဉ်းစားဆင်ခြင်ဉာဏ်ကိုမရှိဘူးဆိုပြီးကဲ့ရဲ့ကြတာပေါ့မြတ်တန်တာကလည်းရှက်နဲ့နောက်ဆိုတတိထားပါတော့မယ်လို့ကိုဂရီပေးလိုက်တယ်ဒါပေမဲ့ဂရီဆိုတာပေါ့ပါပြီးအချင်းစရိုက်ဆိုတာကပြင်ရခတ်တယ်မဟုတ်လားနောက်တစ်နှစ်လောက်နေတော့ကိုအောင်မင်းဆိုတဲ့စောက်တော်ရေးတမတယောက်နဲ့တွေ့တယ်အနီးနားကစောက်တော်ရေး project တစ်ခုမှအလုပ်လုပ်နေတယ်လို့သူကဆိုတယ်စကားပြောရပြစ်တယ်ရုပ်ရည်ကလည်းတန့်တယ်ဟာတာတွေလည်းပြောတတ်ပြီးသူ့ကိုကြည့်လိုက်တိုင်းမြတ်တန်တာတယောက်လောကကြီးမှာသူတယောက်တည်းရှိတော့တယ်လို့ခံစားရအောင်လုပ်နိုင်စွမ်းရှိတယ်ဒေါခင်လာကတော့အစကတည်းကသူ့ကိုအကဲဆက်နေခဲ့တယ်သူ့မိသားစုကဘာတွေလုပ်ကြတာလဲလို့မေးတော့မြတ်တန်တာကသူကမန္တလေးကပါအမေလို့ရေရအဖေမရှိပဲပြန်ဖြေပါတယ်သူမိဘတွေနဲ့ရောတွေ့ပြီးပြီလားလို့မေးတော့မတွေ့ရသေးပါဘူးဆိုပြီးပြောပါတယ်ဒါပေမဲ့မြတ်တန်တာကိုယ်တိုင်ကလည်းဘာမေးခွန်းမှတိတ်မမေးခဲ့ပါဘူးသူ့ရဲ့အသိကိုစုံစမ်းဖို့သူ့အလုပ်ကိုတေချာအတီးပြုဖို့သူလုံးဝမကြိုးစားခဲ့ပါဘူးအတူတူအိမ်လေးတစ်လုံးဆောက်မယ်အကြောင်းမြို့ကြီးတစ်မြို့ကိုပြောင်းရွှေ့မဲ့အကြောင်းကိုပိုင်စီးပွားရေးလုပ်မဲ့အကြောင်းသူပြောပြတဲ့အနာဂတ်အိမ်မက်တွေကိုပဲသူယုံကြည်နေခဲ့တယ်
စကားပြောကောင်းအနာဂတ်အကြောင်းတွေယုံအောင်ပြောနိုင်တော့မြတ်တန်တာလည်းကျွေတွားပြီး6လအတွင်းမှာပဲလက်ထပ်လိုက်ကြတယ်။ယောက်ျားဖြစ်သူရဲ့နောက်ကျောင်းတွေကိုလည်းသေချာမစုံစမ်းခဲ့ဘူး။အိမ်နီးချင်းတချို့ကတော့အယမ်းမြန်လွန်းတယ်လို့တီးတူပြောကြပြီးတချို့ကလည်းအချစ်ကလူကိုရက်ကန်းဖြစ်စေတယ်လို့ဆိုကြတယ်။အစပိုင်းမှာတော့ဘဝကတာယာတဲ့တခြင်းလေးတစ်ပုဒ်လိုပါပဲ။ကိုအောင်မင်းကသူ့အတွက်ဝတ်စုံတွေဝယ်ပေးပြီးညနေခင်းတွေမှာမြကန်းဘေးကိုဆိုင်ကယ်နဲ့လိုက်ပို့ပေးတတ်တယ်။စီးပွားရေးအခွင့်အလမ်းတွေယင်းနှိမ့်မြုံနှံမှုတွေအဆက်အသွယ်တွေနဲ့အမျက်အစွန်းကြီးကြီးမားမားရနိုင်မယ့်အကြောင်းလေးကိုသူကအမြဲပြောတတ်တယ်။လက်ထပ်ပြီးတိတ်မကြပါဘူး။ယောက်ျားက project ကငွေမကြသေးလို့ဆိုပြီးပတ်စံစချေးပါတော့တယ်။ကိုယောက်ျားပဲလေဘလို့လုံးတန်တရားဝင်ရမှာလဲဆိုတဲ့အတွေ့နဲ့ဟိုလူစီယာချီဒီလူစီယာချီနဲ့ပေးလိုက်တာနောက်ဆုံးကျတော့အဲ့ဒီလူကဖုန်းပိတ်ပြီးထွက်ပြေးသွားရောသူပေးထားခဲ့တဲ့မန္တလေးကလိပ်စာကလည်းအတူကြီးပါသူဟာတခြားမြို့မှာလည်းအိမ်ထောင်ကြဘူးပြီးအဲ့ဒီကနေလည်းဒီလိုပဲငွေတွေလိမ်ပြီးထွက်ပြေးလာခဲ့တဲ့ဆိုတာကိုနောက်ဆုံးမှမြတ်တန်တာသိလိုက်ရပါတော့တယ်အကျွေးရှင်တွေကအိမ်ပေါက်ဝထိရောက်လာကြတဲ့အသက်အရွယ်ရလာပြီဖြစ်တဲ့ဒေါခင်လာခမညာခေါင်းငုံပြီးတုံရင်နေတဲ့လက်တွေနဲ့သူတို့ကိုရင်ဆိုင်ဖြည့်ရှင်းခဲ့ရတယ်။အသင်ဖြင်းစကားတွေကပိုပြီးကျဲလောင်လာခဲ့တယ်။ဒီကောင်မလေးဘယ်တော့မှကိုအမှတ်မရှိဘူး။ဒီတစ်ခါတော့ညတန်တာတရငွေရေးရောဂုံတိတ်ခါပါအကုန်လုံးဆုံးရှုံးလိုက်ရတယ်။အဲ့ဒီချိန်မှာပဲကိုဝင်ရှိမှန်းသိလိုက်ရတယ်။အမေဖြစ်သူကဖြစ်ပြီးတာတွေပြန်ပြင်းလို့မရတော့ဘူးလေရှစ်ဆက်ပါလို့မလဲဆိုတာပဲစဉ်းစားရအောင်လို့အားပေးတယ်။တားလေးကိုမွေးလာတဲ့အခါမြတ်တန်တာကတားလေးကိုတူရိန်ရဲရင်ချင်းဆိုတဲ့နာမည်ဆိုပြီးနာမည်ပေးခဲ့တယ်။တားလေးကိုရင်ခွင်နဲ့ပွေ့ချီထားပြီးသူ့ကိုပဲအားကိုးနေရတဲ့လူသားတစ်ယောက်အတွက်တာဝန်မကျေမှာကိုစိုးရိမ်တဲ့ကြောင်းရွံ့မှုအသစ်တစ်ခုကိုလည်းသူခံစားလိုက်ရတယ်။မြတ်တန်တာဟာအစွမ်းကုန်စူးစမ်းအလုပ်လုပ်ခဲ့တဲ့ဈေးမှာမုံတွေရောက်နေညဘက်ဆိုရင်ဆက်ချုပ်တဲ့အဝတ်လျှော်တဲ့အလုပ်ကျန်းတွေကိုတော့မှလုပ်ခဲ့တယ်။ဒေါခင်လာကလည်းတတ်နိုင်တဲ့လောက်ကူညီပေးခဲ့တယ်။မြတ်တန်တာလည်းအလုပ်တွေစူးစမ်းလုပ်ရင်အရင်ကထက်တော့တတိလေးပို့ထားလာတယ်။ငွေကိုလည်းတေချာတွက်ချက်သုံးဆွဲတဲ့ဖော်ရွေးတဲ့ဒီဇိုင်းတွေကိုရှောင်ဖယ်တယ်။စကားပြောကောင်းတဲ့ဈေးတွေကိုတော့မှလင်းလျရှူခဲ့တယ်။ဒါပေမဲ့ဘဝကသူ့ကိုထပ်ပြီးစမ်းတက်ပြန်ပါတယ်။ online ကနေဈေးရောက်တာတွေခက်စားလာတော့သူလည်း online shop လေးလုပ်ချင်လာပြန်တယ်။ငါဒါ online shop လေးလုပ်နိုင်ရင်တားလေးသူရိန်အတွက်ပိုကောင်းတဲ့အနာဂတ်ပေးနိုင်မှာပဲလို့သူတွေးမိတယ်။ဒီလိုနဲ့ကုန်ပစ္စည်းပေးသွင်းတို့တယောက်ကနာမည်ကြီးအလှပြင်ပစ္စည်းတွေကိုဈေးပေါပေါနဲ့ရောင်းပေးမယ်လို့ကြေညာထားတဲ့ social media group တစ်ခုတည်းကိုသူဝင်လိုက်တယ်။ပုံတွေကတိတိတက်တက်နဲ့လှပပြီး comment တွေထဲမှာလည်းဝယ်သူတွေရဲ့ကောင်းတဲ့တွင်တွေ review အတုတွေနဲ့ပြည့်နေခဲ့ပါတယ်။ပစ္စည်းတွေကိုတေချာစစ်ဆေးတာမျိုးနမူနာမှားယူတာမျိုးမလုပ်ပဲမြတ်တန်တာဟာသူ့ရဲ့စုဆောင်းငွေလေးတွေကိုနောက်တစ်ကြိမ်ရင်းနှီးမြှုပ်နှံလိုက်ပြန်တယ်။ပစ္စည်းကိုပိုမာနိုင်ဖို့အတွက်ငွေနဲ့တောင်ထပ်ချီးလိုက်သေးတယ်။ပစ္စည်းတွေရောက်လာတော့မှအတုတွေတက်တန်းကုန်နေတာတွေဖြစ်နေတာကိုဝယ်သူတွေကပစံပြန်တောင်းဆဲဆိုကြနဲ့ဒုက္ခတွေရောက်ကြပြန်ပါတယ်။ကုန်ပစ္စည်းပေးသွင်းသူကိုဆက်တွေ့ကြည့်ပေမဲ့ဘာအကြောင်းပြန်မှုမှမရခဲ့ပါဘူး။နောက်တစ်ချိန်မှာပဲသူရဲ့ပေါ်ဆမှုဟာပုံစံအသစ်တစ်မျိုးနဲ့ဖုန်းဆက်ခရင်ပေါ်ကနေပြီးတော့ပြန်လဲရောက်ရှိလာခဲ့ပြန်ပါပြီ။အကျွေးတွေပုံများလာတယ်အိတ်မပြောတဲ့ညတွေများလာတယ်တခါတလေညဘက်တွေမှာမိခင်မသိအောင်တိတ်တိတ်လေးငိုခဲ့ရတယ်ဒီတစ်ခါတော့သားလေးကိုကြည့်ရင်ကိုအမတွေကခလေးကိုပါထိခိုက်နေပြီဆိုတာသူအသေးချာသဘောပေါက်သွားတယ်ဒီနေ့ဈေးထဲမှာမိမတယောက်ကသူ့စရာငါဘာမှမဝယ်ဘူးသူကအမြဲပြဿနာရှိတယ်လို့အကျေပြောချလိုက်တယ်အဲ့ဒီစကားကမြတ်တန္တာကိုအကြီးအကျယ်ရှက်သွားစေပါတယ်အဲ့ဒီညကမြတ်တန္တာမငိုခဲ့ပါဘူးမိခင်ဘေးမှာဝင်ထိုင်လိုက်ပြီးအမေသမီးဘာလို့ဒီလိုဖြစ်နေရတာလဲလို့တူတူလေးမေးလိုက်တယ်ဒေါခင်လာကသူ့ကိုအကြာကြီးစိုက်ကြည့်နေခဲ့ပြီးမှသမီးမှာကျင်နာတတ်တဲ့စိတ်နှလုံးရှိတယ်ဒါပေမဲ့သမီးကကျင်နာတာနဲ့မျက်ကန်းယုံကြည်တာကိုရောထွေးနေတယ်ယုံကြည်တာကောင်းပါတယ်ဒါပေမဲ့မစင်စားပဲယုံကြည်တာကမျက်စိမိတ်ပြီးလမ်းလျှောက်နေတယ်လို့ပဲလို့ပြောခဲ့တယ်သမီးဘာလို့တင်လဲမေလို့မေးတော့တင်ယူရမယ်သမီးလို့မိခင်ကရိုးရှင်းစွာဖြေပါတယ်တခုခုမလုပ်ခင်မေးပါတေချာစစ်ဆေးပါစကားမပြောခင်စဉ်းစားပြီးတော့ကိုမသိဘူးဆိုရင်မသိဘူးလို့ဝန်ခံပါသမီးရဲ့အဲ့ဒီနောက်ပိုင်းညတန်တာလုံးဝပြောင်းလဲသွားတယ်အလကားရတဲ့စီးပွားရေးသင်တန်းတွေသွားတတ်တယ်တေချာလေးလာတယ်တတိထားတယ်ဆိုတာကြောက်တာမဟုတ်ပဲပညာဆိုတာကိုသဘောပေါက်သွားတယ်
နောက်ပိုင်းလွယ်လွယ်ရမယ်ဆိုတဲ့အလုပ်တွေလာပြောရင်သူလုံးဝမလုပ်တော့ဘူးထမင်းဆိုင်လေးတစ်ဆိုင်ကိုတေချာစရင်အင်းနဲ့စားလုပ်တယ်ကုန်ကြစရိတ်တွေကိုတေချာတွက်ချက်တယ်နှဆုစာအုပ်တအုပ်နဲ့သုံးစရိတ်တိုင်းရောင်းရငွေတိုင်းကိုမှတ်တမ်းတင်ထားတယ်ဖြည်းဖြည်းချင်းအကျွေးတွေဆက်ရင်နာမည်ကောင်းပြန်ရလာတယ်လူတွေကလည်းတတိပြုမိလာကြတယ်သူပြောင်းလဲသွားပြီလို့တချို့ကဆိုကြတယ်အခုဆိုသူပိုပြီးတည်ငြိမ်သွားပြီလို့ပြောလာကြတယ်တားလေးသူရိန်လည်းကျမပျော်ရွှင်စွာနဲ့အသက်အရွယ်ရောက်လာခဲ့တယ်မိခင်ဖြစ်သူရဲ့အတိတ်ကအမားတွေအကြောင်းအသေးစိတ်ကိုသူမသိပေမဲ့အမေရဲ့ကြမ်းခိုင်မှုကိုတော့သူမြင်တွေ့ခဲ့ရပါတယ်။ဒီနေ့မှာတော့နားလည်နိုင်တဲ့အရွယ်ရောက်လာတဲ့သားဖြစ်သူကအမေဘာလို့ကိစ္စတစ်ခုကို3 ခါလောက်တေချာစစ်ဆေးနေရတာလဲလို့မေးခဲ့ပါတယ်။ညတန္တာကပြုံးလိုက်ပြီးဘာလို့လဲဆိုတော့တစ်ချိန်လုံးကအမေလုံးဝမစစ်ဆေးခဲ့ဘူးလို့ပေါ့သားရဲ့လို့ဖြေလိုက်ပါတယ်။နှစ်တွေကြာလာလို့သားလေးပွဲယူတဲ့အချိန်မှာညတန္တာလည်းအများကြီးပြောင်းလဲသွားပါပြီ။ပေါ်ဆာမှုဆိုတာပြင်လို့ရတဲ့အကျင့်တစ်ခုပါ။ကျင်နာမှုမှာစီကန်းလို့တဲ့ယုံကြည်မှုမှာသက်သေလို့တဲ့ဆိုတာသူသင်ယူခဲ့ရတယ်။အခုဆိုရွာကလူတွေကလည်းသူ့ကိုအမားလုပ်ခဲ့ဘူးပဲမဲ့ပြန်ထလာနိုင်တဲ့မိမဆိုပြီးလေးစားနေကြပါပြီ။ကောင်မလေးတွေအကြံဉာဏ်လာတောင်းရင်လည်းသူကဆရာမလုပ်ပဲသူ့ဘဝအတွေ့အကြုံကိုပဲမျှဝေပေးတော့တယ်။ပြီးပြည့်စုံနေဖို့ထက်အမားကိုဝန်ခံပြီးပြင်ဆင်ရဲတဲ့တတိကဘဝမှာပိုအရေးကြီးတယ်မဟုတ်လား။ပုံမြင်လေးရတော့ဒီမှာပဲပြီးဆုံးတော့ပါပြီရှင်။ခုလိုဆုံးတိကြည့်ရှုနားထောင်ပေးခဲ့တဲ့လူတယောက်နဲ့ကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ခုလိုပုံမြင်လေးတွေကြိုက်နေတဲ့ဆိုရင်ဆက်လက်နားထောင်ဖို့ like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်။